transit လောက်ရမယ့်နေရာမားပြီးတော့ရှာတာအခုမှပဲတွေ့တော့တယ်ပေါ့နော်အခုကတွေ့တော့မယ်ဆိုတော့အချိန်ကရင်နီးနေပြီနောက်ထပ်45မိနစ်လောက်ဆိုရင်တော့တော့မယ်ဒီကျွန်တော်တို့အခုဘန်ကောက်ကနေပြီးတော့ပေါ့နော်ဂျပန်ကိုတော့နေပါပြီtransit လေးပြီးဆိုတော့ဘလေးပေါ့တက်မလို့လုပ်နေပါပြီဂျပန်ရောက်မှတွေ့မယ်နော်လေကလည်းအရင်ကြည့်ပြီးတော့passenger ကြတော့200ကျော်လောက်ဆက်နေတယ်ကြည့်ရပြီလေကမြန်မာနိုင်ငံကလေတွေနဲ့အရင်ကောတာပေါ့ဒါကြတော့ပေါ့ဒိန်းနာပေါ့နော်ညနေစာကြတော့သူတို့ပေးတဲ့ဟာပေါ့ဂျပန်စားမလားဒါမှမဟုတ်ဒီနိုင်ငံခြားစားမလားပေါ့ကိုကြိုက်တဲ့ဟာမလို့ရပါတယ်အဲ့လိုမျိုးကျွန်တော်ကတော့ဒီနိုင်ငံခြားစားရွေးလိုက်တာပေါ့နော်ဒါကြတော့ U shoku ပေါ့နော် U shoku ဆိုတာနိုင်ငံခြားစားသူတို့စားဆို Wa shoku လို့ခေါ်တာပေါ့နော်အများကြီးပဲပေါ့မှာဒါတွေကကြတော့ဒီ noodle ပေါ့နော် noodle sauce တွေပါမယ်ပြီးတော့ cheese တွေလည်းပါတယ်ပေါ့နော်cheese တွေပါမယ်မယောနီးစ်လားမသိဘူးမေ့တော့နောက်ပြီးတော့ဒီတင်ချင်လေးတွေပါပေါ့နော်တင်ချင်လေးပါတယ်ပြီးတော့ပေါင်မုံလေးရောအဆုံးပေါ့နော်နောက်ဆုံးဒီသွားကြထိုးတဲ့ကစားပြတာပေါ့နော်ခေါက်ဆွဲစားဖို့တူပေါ့နော်တူတွေလည်းပေးတယ်ဟိုရှေ့မှာမြင်နေရတာ business class ပေါ့နော် business class ဆိုတာချမ်းသာတဲ့တူတွေဆိုရင်အဲ့ဒီမှာထိုင်ကြတယ်ပေါ့နော်ရှေ့ကြည့်တာပို့ပြီးတော့ကျွန်တော် economic class မှာထိုင်ရပေါ့နော်အဲ့လိုမျိုးပေါ့နော်ရှေ့မှာဆိုရင်ကလပ်ကနေကားကြတော့ Japanese signature လို့ပြောရတာပေါ့နော်သူတွေဟိုချပေါ့အချင်းတွေကြိုက်ပေါ့ပြီးတော့လည်းခင်ဗျာခုံတွေရဲ့အောက်မှာနေပြီးတော့ဗီဒီယိုကြည့်လို့ရတာပေါ့နော်ဒီခောက်ပြီးတော့တင်ထားလို့ရတယ်ကိုကြည့်ရှင်တဲ့အခါကျရင်ဖွင့်ကြည့်လို့ရတာပေါ့နော်ကျွန်တော်ကကျတော့မလုံတဲ့ဘူးပေါ့နော်အစားဆိုတော့ပေးနာကနေပြီးတော့သူတို့လောက်တာတွေကြည့်တယ်ဒါမှကိုလိုက်တော့အရင်လေးတော့ပြင်းတယ် exhausted ပြင်းတာဆိုတော့ပါမှာတော့မလုံခဲ့ဘူးဒါကျ remote လာမသိဘူးဂျပန်လေးဆဲကိုရောက်ပါပြီမနေ့ပိုင်းပေါ့နော်မနေ့ပိုင်း9နာရီလောက်မသိဘူးဒီအချိန်ရောက်တော့တယ်ကျွန်တော်လည်းအရင်လာတယ်တိလားလေးဆဲကအရင်ဟိုလာဒီနောက်ထပ် vlog တစ်ခုမှတွေ့ကြမယ်နော် bye bye ဒီနေ့ကဒီလောက်ပါပဲခင်ဗျာ